ဒီဝါပေါ့နော် သားစုဟာဒီအောက်ခံလေးထဲမှာနေထိုင်ကြပြီ movie recap ပုံစံမျိုးနော်ကိုယ်တိုင်ဖန်တီးတဲ့ဟာတမရဗီဒီယိုယူမှုတင်တော့ဘူးတမရဗီဒီယိုတွေကိုခေါင်းစားခံပြီးတော့ နေခဲ့တာပါ copyright အညှိခံပြီးတော့ကျွန်တော် channel တွေ ticket ခံပြီးတော့ အလကားရတဲ့ပုံစံငွေကို မလုပ်တော့ကိုယ်ပိုင် ပါတယ် ကိုယ်ပိုင် movie recap ဗီဒီယိုပုံစံမျိုးကိုယ်တိုင် AI နဲ့ဖန်တီးတဲ့နေပေါ့နော်ကျွန်တော်ဘယ်လိုဖန်တီးလဲဆိုကျွန်တော်ပြရမယ်ကျွန်တော်ဒီမှာကျွန်တော်ရဲ့ဒီသင်တဲ့ပတ်တော်နေကျွန်တော်ဒီအရင်ဆုံးဒီ movie recap ပုံစံဗီဒီယိုမထုတ်ခင် character ပုံတွေကျွန်တော်အရင်ထုတ်တာပေါ့နော်ထုတ်ကျွန်တော်ဒီကောင်နဲ့ကျွန်တော်ဇက်ကောင်ပုံထုတ်တယ်ပေါ့နော်ကျွန်တော်တခါတည်းဒီဇက်ကောင်ပုံတွေကိုတခါတည်း24ပုံအပြီးကျွန်တော်တခါတည်းထုတ်တာပေါ့နော် movie recap ဗီဒီယိုတွေတင်ပြီးတော့ပတ်စံတွေအရင်ရနေတယ်တလောက်သိန်း30ရှိရနေတဲ့လူတွေပေါ့နော်တမရဗီဒီယိုယူတင်တော့ကျွန်တော် short ရှိတယ်ပြောတမရပုံဇက်ကောင်နေပုံပေါ့နော်ဇက်ကောင်နေပုံရဲ့ကျွန်တော်ဒီမှာဒီစကားပြောခန်းနေပေါ့နော်စင်တခုချင်းမှာဒီဓာတ်ပုံပရုံးရောဒီစကားပြောခန်းရောပေါ့နော်ဒီ movie recap ပုံစံကိုပြောဖို့အခါတခါတည်းအပီးစီပေါ့နော်အရန်ကိုအလွတ်ချုပ်သက်တာဗျာနော်အရန်မိုက်တယ်ခေါင်းစားရလည်းမလို့တော့ဘူးနော်ဒီလိုပို့ကခိုင်းလိုက်ပြီနော်ဒီကောင်ဒီကောင်ကျွန်တော်ခိုင်းလိုက်ပြီနော်အလုပ်လုပ်ချင်တယ်ဒါပေမဲ့ချင်းလည်းမပေးနိုင်ဘူးနော်ကျွန်တော်တို့ရအောင်ချင်းနဲ့နေဆန်းဆန်းနဲ့အဆင်ပြေမဲ့နီးလမ်းပေါ့နော်အချင်းလည်းပဲရန်ပေးတယ်မလို့တခါတည်းအဆင်ပြေအောင်ဒီကောင်လည်းထုတ်တယ်ဒါဆိုကျွန်တော်တို့တပုံကြီးသွားပြီးကူးကပ်ပြီးထုတ်နေတယ်လည်းမလို့တော့ဘူးနော်flow သွားပြီးတော့ဒီတပုံချင်းထုတ်လိုက်ဟိုပုံလုံးသွားယူလိုက်ပြန်ထည့်လိုက်လုံနေရှုပ်တယ်ဒီကောင်လည်းတစ်ခါထည့်လိုက်အောင်ပြလိုက်ရင်ပတ်သူဒီ24သင်းစာဗီဒီယိုတပုံလုံးစာသူဓာတ်ပုံတွေအကုန်လုံးအပြီးကြီးမှာထုတ်ပေးလိုက်မယ်နော်ပြီးရင်ကျွန်တော်တို့ဓာတ်ပုံတွေကိုစေ့ပြီးတော့ဗီဒီယိုထုတ်တဲ့ချိန်မှာကျွန်တော်တို့ကထုတ်လိုက်ရုံမယ်နော်ဗီဒီယိုထုတ်ပြီးကျွန်တော်တို့တစ်ခါအတန်း movie recap ပုံစံမျိုးကျွန်တော်တို့အပြပြောတဲ့အတန်းထုတ်မယ်နော်ကိုတွေ့ပါ YouTube ပေါ်မှာတွေ့ပါနော် view သိန်းချီကြားနေလို့နော်ဒီလိုဇက်ကောင်မိုးလေးနဲ့နော် movie recap ပုံစံကျွန်တော်တို့တမရဇလန်းတွေကိုယူတင်တာတော့အားမပေးဘူးเนาะကျွန်တော်ကိုယ်လည်းမလုပ်ဘူးဘာလို့ဆိုတော့အန်နေလည်းများတယ်တမရဟာလည်းပဲအလွယ်သုံးစားလို့လောက်ရလဲကြရတယ်လို့ကိုယ်လည်းထိခိုက်တယ်ပေါ့နော်ရည်ချီဘာလို့ဆိုတော့ကိုယ့်ရဲ့ဒီ channel တွေကဒီတမရဟာယူတင်လို့ရှိရင်ချာရင်တနေ့မဟုတ်တနေ့တော့ဒီ copyright ညှိမှာပဲเนาะ copyright ညှိလို့ရှိရင် channel လည်းပြတ်ပြီး channel ကဒီfollower တို့ subscriber သိန်းရှိတဲ့ခါကျရင်တော့နာမယ်ပေါ့နော်အဲ့ကြရင်ကိုရခဲ့တဲ့ဟာနဲ့ကိုစူးစမ်းခဲ့တဲ့အချိန်ပေးဆက်ခဲ့တဲ့အချိန်နဲ့ကို channel ထိခိုက်တော့နစ်နာမယ်ပေါ့နော်ဒါကြောင့်ကိုကမဖြစ်ခင်မှာကြိုးလေးတင်ပြီးတော့ကကွယ်တာကောင်းဆုံးပေါ့နော်ကျွန်တော်တို့လိုမျိုးဒီလိုမျိုးကိုပိုင် movie recap ပုံစံမျိုးလုပ်ရင်တော့ဘာမှဖြစ်တဲ့အကြောင်းမရှိတော့ဘူးနော်အနေနဲ့လည်းကင်းတယ်အေးစေးပဲနော်ဒီဗီဒီယိုလေးထုတ်ရမှာနော်ဒီနေ့တိုင်ထုတ်ဖို့နော်ကျွန်တော်မစင်းတိုင်တာပတော့ဗီဒီယိုပတော့ကိုယူလိုက်မယ်ဗီဒီယိုပတော့ဗီဒီယိုပရောနေကိုခုလိုမျိုးတစ်စင်းချင်းစီယူသွားတာပေါ့နော်ယူသွားပြီးကျွန်တော်ဒီ flow AI မှာကျွန်တော်တို့ဒီ